ဘဝမှာကျင့်တတ်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ကျင့်တတ်เสียဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်တတ်เสียပဲဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းကွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်เสียအတ္တရာလို့ခေါ်တယ်ဒါဖြင့်အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးကမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်ထာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိမ်းဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျမ်းမ်းရင်းရောဥမင်းနဲ့အသင်္တရံတွေရရှိလာမှာပဲဖြစ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူးမကျမ်းမာမှာယောဂဝေဒနာရတဲ့အချိန်ဆိုတာရှိတယ်အစဉ်ထာဝရလူတွေဟာကျမ်းမာပြီးဖြတ်လက်ပြီးအစဉ်ထာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူးမပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုတဲ့ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနှက်เสียမကောင်းတာတွေပဲခြေနှက်เสียကြီးလည်းမတွေးနဲ့မခြေနှက်เสียတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ခြေနှက်เสียမကောင်းတာတွေတွေ့တာအဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်နိုင်နဲ့တခါတရံကျတော့တွေးပြီးရတွေးပြီးမှကိုယ်ဘဝအမှန်ကန်ဖြစ်မယ်မတွေးပဲနေတဲ့ပုဂ္ဂိုလ်ဟာခေါင်းပင်ဟာစပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ကိုယ်စိတ်ကိုမနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်မှုအသိရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကတင်တာအဲ့ဒါပါပဲနော်ဘဝမှာကောင်းတာတွေရှိတယ်မကောင်းတာကတော့မတည်မြဲခြင်းပဲဖြစ်တယ်အဆိုးဘက်ကိုသွားနေတာဖြစ်တယ်ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေဘာနဲ့ထွက်ရမလဲလို့ဆိုရင်ဘဝပေါ်မှာခြေနှက်နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်ခြေနှက်တာတစ်ခုတည်းနဲ့ဘဝကယုံထွက်လို့မရတော့ဘူးမခြေနှက်ဆရာတွေကိုကြည့်ပြီးတော့ခြေနှက်မှုတွေအမှန်မဟုတ်ဘဲနဲ့ကိုယ့်ကိုလိမ်လည်ပြီးတော့လှည့်စားထားတဲ့လှည့်စားမှုတွေအဆုံးသတ်ပြီးတော့အမှန်ကန်မြင်အောင်ကြိုးစားခြင်းဟာဘဝရဲ့ထွက်လမ်းပဲဖြစ်ပါလေလို့မြတ်စွာဘုရားကဟောတာအတ္တရာenjoyment ဆိုကျင့်တတ်เสียကောင်းတယ်အာဒီနဝနော်အပြစ်အနာစာ fall နေတရဏ exit ဘဝကထွက်ဖို့တည်းလမ်းကြောင်းပေးတာအဲ့ဒီထွက်ပေါက်မရဘူးဆိုလို့ရှိရင်လူဟာကြောင်ပိတ်မိပြီးတော့စိတ်ထွက်ပေါက်မရတဲ့အခါမှာဆိုရင်ချင်းငိုကြွေးခြင်းနဲ့တခြားနည်းတွေနဲ့ထွက်ပေါက်တွေရှားကုန်ကြတယ်အရက်တော့ပြီးထွက်ပေါက်ရှားတယ်ဘိန်းဒီမူရဆေးတွေအသုံးပြုပြီးတော့ထွက်ပေါက်ရှားတယ်ဆိုတာတွေဖြစ်ကုန်စိတ်ဖြစ်စီလာပြီဆိုရင်ထွက်ပေါက်ရှားအဲ့တော့အဲ့ဒီထွက်ပေါက်တွေဟာမှန်လားလို့ဆိုမမှန်ဘူးမှားယွင်းတယ်မှားယွင်းရုံမကဘူးလူဘဝကိုထိခိုက်စေအလုံးကိုထိခိုက်သွားစေဒါကြောင့်မို့ထွက်ပေါက်ဆိုတာဟာကိုယ်အထင်ရောက်ပြီးတော့တွေ့တာနေတဲ့ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာကိုလျှော့ချခြင်းတဏှာကိုဖယ်ရှားခြင်းဟာတကယ်ထွက်ပေါက်ပဲဖြစ်တယ်